မင်္ဂလာပါလက်ခွိုက်စီလေးလှုပ်ရှားကြရအောင်ပါရှင်အရင်ဆုံးစက်သွန်ဖြူမီဂျင်းတွေကိုခွာထားရပါမယ်ရှင်ပြီးတော့စက်သွန်ဖြူနီကြောဖို့အတွက်ရေဆေးတန့်စင်ထားတဲ့စက်သွန်နီကိုအတုံးလေးတွေလှီးပြီးတော့စက်သွန်ဖြူတွေကိုနှုတ်ဆင်ထားပါမယ်ရှင်အရင်ဆုံးစက်သွန်နီကြောပါမယ်စက်သွန်နီကိုရွှေအိုရောင်တန်းတဲ့အထိကြောရပါမယ်ရှင်ရွှေအိုရောင်တန်းလာပြီဆိုရင်မိခဏပိတ်ပြီးတော့စက်သွန်နီတွေကိုဆယ်ထားပါမယ်ပြီးရင်ပို့ထားတဲ့စီပူနဲ့မြုပ်တီးခွဲချမ်းတဲ့ကိုလောင်းထည့်ပြီးမြုပ်တီးကြောလုပ်ထားပါမယ်ရှင်ပြီးရင်တော့ကြံထားတဲ့စီနဲနဲနဲ့စက်သွန်ဖြူတွေကိုရွှေအိုရောင်တန်းတဲ့အထိကျွတ်ရွနေအောင်ကြောပါမယ်ရှင်ကဲစက်သွန်ဖြူနေကြောအဆင်သင့်ရပါပြီရှင်ကဲဒီခါမှာတော့ကြက်ဥကြောပါမယ်ရှင်ကြက်ဥကိုခလောက်ပြီးတော့တစ်ခါလေးထည့်မကြောဘဲနဲ့နည်းနည်းချင်းစီခွဲပြီးတော့ကြောပါမယ်ရှင်ဒီလိုအနေထားလေးရအောင်ကြောပါမယ်ရှင်ပြီးတော့ကြောထားတဲ့ကြက်ဥလေးကိုပပလေးအတုံးတုံးလေးဖြစ်အောင်ပြီးပါမယ်ရှင်ဒီစတင်ချက်ဖို့ပြင်ဆင်ပါမယ်ရှင်ပြုတ်ထားတဲ့သုံးထပ်သားတွေကိုအတုံးသေးသေးလေးရအောင်တုံးပါမယ်ရှင်ပြီးရင်တော့တုံးထားတဲ့ဝက်သားတွေကိုအရသာထည့်နေပြီးတော့နှက်ထားပါမယ်ရှင်ရှောက်ကောပါကောငရုတ်ကောင်းမှုထည့်ပါမယ်ပြီးရင်တော့ပဲငပိထည့်ပါမယ်စိတ်ကြိုက်ထည့်ပြီးတော့နေထားနိုင်ပါတယ်ရှင်အရသာအတွက်ကတော့ပဲငမြတ်ရဲ့အကြီးထည့်ပါမယ်ပြီးရင်တော့အရောင်လှပြီးတော့အရသာကောင်းမှုအတွက်ကြာညှို့လို့လည်းခေါ်တယ်ပဲငမြတ်ရဲ့အနောက်ထည့်ပါမယ်ရှင်ဟင်းခတ်မွေးကြိုင်နဲ့အရသာတွေကိုကိုစိတ်ကြိုက်ထည့်ပြီးရင်တော့သားထဲကိုအရသာမှုများစိတ်ဝင်နေဖို့အတွက်တိတိချာချာနှံ့ဆက်ဆက်လေးနှဲထားပြီးတော့နှက်ထားပါမယ်ရှင်နိုင်ဝက်လောက်နှက်ထားတဲ့အသားတွေကိုဥပူထဲမှာစီမထည့်ဘဲနဲ့ထည့်ကြောပါမယ်ရှင်ဒီလိုနေထားလေးရပြီဆိုရင်တော့မီးကိုပိတ်ပြီးတော့အေးခံထားလို့ရပါပြီရှင်ကဲပဝင်ပစ္စည်းတွေလည်းစုံစုံလင်လင်ရနေပြီမို့လို့ဟင်းရည်စတင်ပါမယ်ရှင်အရင်ဆုံးရိုးပြုတ်ရည်တဲ့ကိုခုနကနှက်ထားတဲ့အသားတွေထည့်ပြုတ်ပါမယ်ရှင်ပြီးရင်တော့ကြော်ထားတဲ့စက်သွန်ဖြူစက်သွန်နီလေးထည့်ပါမယ်ရှင်အရသာပိုကောင်းဖို့အတွက်ကြော်ထားတဲ့ကြက်ဥကြော်လေးတွေကိုလည်းဟင်းရည်တွေကိုထည့်ပါမယ်ရှင်ဒီချိန်မှာဟင်းရည်အပေါ့ငံမီးကြည့်ပြီးတော့အရသာကိုကိုလိုတလောက်ထပ်ထည့်နိုင်ပါတယ်ရှင်ဟင်းရည်တဲထားပြီးရင်တော့မုံဖတ်ထွက်ပြင်ဆင်ပါမယ်ရှင်အရင်ဆုံးရေနွေးပွက်ပွက်ဆူတဲ့ကိုကျမတို့ကရေစိမ်းခောက်ဆွဲလို့ခေါ်ပြီးတချို့ကတော့ရှမ်းခောက်ဆွဲလို့ခေါ်တဲ့မုံဖတ်တွေကိုထည့်ပြုတ်ပါမယ်ရှင်ပြုတ်ပြီးတော့ကိုစိတ်ကြိုက်အနေထားပြော့အမာရပြီဆိုရင်တော့ဆယ်ထားပြီးရေအေးနဲ့စီးချထားပါမယ်ဟင်းရည်ပူပူလောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့အရင်ပြော့အောင်မပြုတ်ထားတော့ပါဘူးရှင်ပြီးရင်တော့ခတ်ဆွဲစားတဲ့အခါမှာပဲရွက်လေးလည်းထည့်စားချင်တာမို့လို့ပြုတ်ပြီးတော့ကြံတဲ့ရေနွေးထဲကိုပဲရွက်လေးတွေထည့်ပြီးတော့ပြုတ်ထားပါမယ်ရှင်ပဲရွက်လေးတွေနွမ်းပြီးတော့ကိုလိုတလောက်အနေထားရပြီဆိုရင်တော့ဆယ်ပြီးတော့ရေအေးလေးနဲ့စီးချထားပြီးတော့အစင်သင့်ပြင်ဆင်ထားပါမယ်ရှင်က
ကဲဟင်းရည်လေးလည်းအစင်သင့်ဖြစ်ပြီးဟင်းရည်ထဲကိုဝက်ခောက်လေးလည်းထည့်ပြီးပြီဆိုရင်တော့စားဖို့အစင်သင့်ဖြစ်ပါပြီရှင်ကဲဒါလေးကတော့ကျမရဲ့လွယ်ကူရိုးရှင်းတဲ့လက်ခွိုက်စီးလေးပါရှင်တဒါ